ပရိသတ်တွေအခုပြောပြမယ့်ဇလန်ကတော့ဘကိုးယုံမအနီကရွာလေးတရွာမှာနေထိုင်တဲ့ကိုထွန်းဆိုတဲ့သူကိုတိုင်းကြုံကြရတဲ့ဖြစ်ရမှန်ပါတောတောင်နေနဲ့နေတဲ့နေရာတွေမှာလူကြီးတွေအမြဲတားမြစ်လေးရှိတဲ့ညစ်နက်တဲ့အခါတစ်ပင်ကြီးတွေအောက်ကနေမဖြစ်ရဘူးဆိုတဲ့စကားကဘလောက်ထိမှန်ကန်တယ်လဲဆိုတာဒီဇလန်ကသက်သေပြနေပါတယ်ကိုထွန်းကအဲ့ဒီကမျိုးကပြန်နည်းနည်းနောက်ကျသွားတယ်သူ့လာကိုပြန်ဖို့ကရွာအဝင်ကညောင်ပင်ကြီးကိုဖျက်ရတာပါအချင်းကညာ7နိုင်ခွဲလောက်ရှိပြီးလာရောက်ကလည်းမရှိတော့ပန်းဝင်းချင်းတစ်ခုလုံးကမောင်းအကြည့်ကော့ကိုထွန်းကဆိုင်ကယ်လေးနဲ့ဖြည်းဖြည်းချင်းမောင်းလာရင်ညောင်ပင်ကြီးနားရောက်ခါနေမှာဆိုင်ကယ်ကရွတ်တရက်ထိုးရသွားပါတယ်ဆက်ပြန်နိုးပင်နဲ့မနိုးတော့ဘူးအဲ့ဒီအချိန်မှာပဲပန်းဝင်းချင်းတစ်ခုလုံးကလေတွေတဟူးဟူးတိုက်လာပြီးညောင်ပင်ကြီးပေါ်ကနေဖြုံဖြုံဆိုတဲ့ခုံချတန်ကြီးတွေကြားလိုက်ရတယ်ကိုထွန်းမျက်စီထဲမှာမြင်လိုက်ရတာကတစ်ပင်အောက်မှာအရက်9ဖေးကျော်လောက်ရှိတဲ့လူမဲကြီးတွေအောင်ရက်နေတာပဲသူ့ရဲ့မျက်လုံးတွေကရဲရဲတောင်းနေပြီးကိုထွန်းကိုစိုက်ကြည့်နေတာကိုထွန်းလဲကြောက်လွန်လို့ဆိုင်ကယ်ကိုပြစ်ထားခဲ့ပြီးရွာဘက်ကိုပြေးဖို့ပြင်လိုက်ပြီးမဲ့ခြေထောက်တွေကလုံးဝရွေးလို့မရတော့ဘူးတကူလုံးကိုတန်ကြိုးနဲ့ခြိထားသလိုခံစားလိုက်ရပါတယ်အဲ့ဒီလူမဲကြီးကကိုထွန်းနားကိုဖြည်းဖြည်းတိုးလာတယ်သူ့စီကထွက်တဲ့အနံ့ကပုတ်စော်နှံ့နေတာပဲမင်းငါးပိုင်နဲ့ထဲကိုခွင့်မတောင်းပဲဝင်လာတယ်ဆိုတဲ့အတန်ကြီးကကိုထွန်းရဲ့နားထဲမှာမဟုတ်ပဲဦးနောက်ထဲမှာတိုက်ရိုက်ကြားနေရတယ်လို့မျိုးပဲကိုထွန်းစိတ်ထဲကနေတီးသမျှဖျားစာတွေကိုရွတ်ဖတ်ပြီးမဲ့အဲ့ဒီလူမဲကြီးကပြောင်းမသွားဘူးနောက်ဆုံးကိုထွန်းတတိလဲသွားပါတော့တယ်နောက်နေ့မနေ့မှာရွာသားတွေကကိုထွန်းကိုညောင်ပင်ကြီးပေါ်မှာစောက်ထိုးကြီးချင်းလက်သာပြန်တွေ့ခဲ့ရပါတယ်ကိုထွန်းတတိရလာတဲ့အချိန်မှာတော့သူ့ရဲ့တကူလုံးမှာလက်သေးရာတွေနဲ့ညိုမဲဆွဲနေတဲ့အမသားတွေအပြေပါပဲရွာကလူကြီးတွေပြောပြချက်ရအဲ့ဒီညောင်ပင်ကတောဆောင်နှကအရန်စင်းကြီးတယ်လို့သိရပါတယ်အခုထိလဲကိုထွန်းဟာညာဘက်ဆိုရင်အဖြစ်မထရဲတော့ပဲကြောက်စိတ်တွေရှိနေတော့မှာပဲဒါကတော့ကိုထွန်းကြုံတွေ့ခဲ့ရတဲ့တောဆောင်နှဖန်းစားချိန်ဖြစ်ရမှန်ပါပရိသတ်တို့တော့တောတောင်နေနဲ့နီးတဲ့နေရာတွေမှာအခုလိုမျိုးထူးဆန်းတာတွေကြုံဖူးရင်comment မှာမျှဝေပေးခဲ့ပါဦးနော်